ဒါကတော့တရုတ်လူမျိုးတွေအသက်100ကျော်နေရခြင်းရဲ့ပြည့်ဝချက်ပါပဲမနက်တိုင်းသူတို့ဟာကျမကြီးနဲ့ညီညွတ်တဲ့အစားအစာတစ်ပွဲနဲ့စတင်ပါတယ်အဲ့ဒါကတော့ဝက်နှလုံးကိုဆေးဘက်ဝင်စုနဲ့ပြုတ်ချင်းပါပဲဒါဟာရှေးနှစ်ပေါင်း1000ကျော်ကလေးကစားသုံးခဲ့ကြတဲ့စွပ်ပြုတ်တစ်မျိုးပဲဖြစ်ပါတယ်စက်ပြဆူဆိုတာပါလေသူကရိုးရိုးတာမန်ဆူမျိုးမဟုတ်ပါဘူးစက်ပြပင်ရဲ့ပင်စီနဲ့အကိုင်းတွေပေါ်မှာတွေ့ရတဲ့ဆူတွေပါဆူတွေဟာအမဲရောင်ချွန်ထက်တဲ့အတွေနဲ့တူပါတယ်သူ့ကိုအစားအစာအတွက်ရောဆေးဘက်ဝင်အနေနဲ့ရောအသုံးပြုကြပါတယ်အပင်ရဲ့အသီးဟာခေါင်းကိုက်ခြင်းနဲ့ချောင်းဆိုးခြင်းမှာအသုံးပြုကြသလိုအရွက်နဲ့အမြစ်တွေကိုတော့သွေးတိုးယောဂအတွက်အသုံးပြုကြပါတယ်သူ့ရဲ့ဆူတွေကိုတော့ရောင်ရမ်းခြင်းတွေအတွက်အသုံးပြုကြပါတယ် Chinese honey locust ပင်ရဲ့ဆူနဲ့စွပ်ပြုတ်ပြုလုပ်ပုံကတော့ရိုးရှင်းပါတယ်အရင်ဆုံးလက်ဆက်တဲ့ဝက်ရဲ့နှလုံးကိုအသုံးပြုပါမယ်နှလုံးတွေကသွေးတွေစင်ကြယ်သွားအောင်ဆေးကြောပါမယ်ပြီးနောက်ပင်ရဲ့ဆူတွေကိုဝက်နှလုံးမှာထိုးဆိုင်လိုက်ပါမယ်ဒီလိုပြုလုပ်ခြင်းဖြင့်ဝက်နှလုံးတွေကိုဆေးဘက်ဝင်အာနိသင်တွေစိတ်ဝင်သွားမှာဖြစ်ပါတယ်ပြုတ်ပြီးသွားတဲ့အခါမှာတော့ဝက်နှလုံးကိုအိုးထဲမှာဆယ်ယူလိုက်ပါမယ်စက်ပြဆူးမှတဘာဝဆေးဘက်ဝင်အာနိသင်တွေစိတ်ဝင်သွားစေဖို့မီးအေးနဲ့ပြုတ်လိုက်တဲ့အခါမှာတော့ဆေးဘက်ဝင်ဓာတ်တွေဟာဝက်နှလုံးတွေကိုစိတ်ဝင်သွားမှာဖြစ်ပါတယ်စွပ်ပြုတ်အယောင်ဟာရွှေရောင်ခက်ဖြော့ဖြော့လေးရှိပြီးတော့ဆေးဘက်ဝင်အနံ့နဲ့ဝက်နှလုံးရဲ့အနံ့ကိုရရှိပါတယ်တောက်ကြည့်လိုက်တဲ့အခါမှာတော့ပထမခါတက်တက်အရသာကိုခံစားရမှာဖြစ်ပြီးနောက်မှာတော့ချိုများများအရသာကိုရရှိ